ဒီမှာဒါလို့ဆိုဒါပဲလုပ်တာဟုတ်တယ်ဒီလိုပါပဲ မတူပါဘူးခင်ဗျာခိုင်းရလုပ်ပါမေကငါ့ကိုအိမ်မောနေနှင်ချလိုက်တယ်မင်းမေကအိမ်မောနေနှင်ချလိုက် မင်းကဘာလုပ်လို့တော့ ငါမှဘာအပြစ်ရှိလဲကွာအရက်တောက်တယ်ကွာဖဲရိုက်တယ်ကွာတငယ်ချင်းတွေနဲ့အပေါင်းအသင်းတွေနဲ့ဘောလုံးကန်တယ်ကွာအလုံးကြီးလေးတွေပါလေးရှိတယ်ကွာဘောလုံးပွဲလောင်းတယ်ကွာဒါလေးပဲရှိတာငါအမေကငါ့ကိုအိမ်မောနေနှင်ချလိုက် ဩဒီလောက်လိမ်မာတဲ့သားကိုနင်ချတာဒါမင်းမေဆိုးတာ အိမ်မကြီးလား ဘယ်လိုငါသိလားသိမင်းတို့တင်းသားတွေ TV ထဲမှာငါ့ကိုတွေ့ဘူးလားမတွေ့ဘူးအောင်ဟမ်ဘယ်တွေ့ဘူးမလဲကွာငါတင်းသားတွေလို့ TV ထဲတော့မှပါမမပါဘူးလားဘယ်လိုလုပ်တွေ့ဘူးမလဲရှာလိုက်တာ ဟယ်လို အော်လူပြိုလားရှင်อ่ะ ဟုတ်ကဲ့ကျွန်တော်လူပြိုပါအခုပြောနေရဘူးလည်းမသိဘူး နင့်မိမအိမ်လာခဲ့တွေ့မယ်တိတ်လူပြိုဖြစ်ချင်တယ်မလားဟွန်း ကျွန်တော်တို့ကလူပြနာကျင်မှုတွေရှိတယ်အမားတွေရှိတယ်အေးအဲ့ဒီအမားတွေကနေရလာတဲ့နောင်တတွေစကလေးကိုကျွန်တော်ရောစားလိုက် 你给不做推走风的面，你们导演年多来过几位，想来么啦？这在没住所没，看我未必多没，不如开路听你嘞，还是领导所没。 ရှာလိုက်တာ လုပ်ပိုင်းကတော့ဘာမှမရှိပါဘူးမိမခိုင်းတာပဲလုပ်တာမိမဒါလို့ဆိုဒါပဲလုပ်တာ ဟုတ်တယ်ဒီလိုပါပဲ မတူပါဘူးခင်ဗျာခိုင်းရလုပ်ပါ မောင်လေးခံစားချက်မပါနဲ့အော်နော်အော်ပြည့်အိမ်လေးရောက်ပြီလေပြီးတော့အိမ်ထဲမှာလည်းဘူးမှမရှိဘူးဆိုတော့ကိုပေါက်စီသားမလားစုံစားဆောင်းလိုက် ဟောချစ်ကိုကလက်ဖေးပဲကြိုက်တာကိုကလက်ဖေးပဲကြိုက်တာမိမလိုချင်လိုက်တာမိမလိုချင်လိုက်တာ ရှင်တို့ယောက်ျားလေးကမိန်းကလေးကိုအပြိုခွဲရတယ်ဆိုအေးလေအဲ့ဒါရှင်ရောခွဲရတယ် ခွဲရတာပေါ့ဟာ ဘယ်လိုခွဲအောင်ပြပြသမအောင် ဒါနဲ့လွယ်လေးမသိရင်မှတ်တာယောက်ျားရှိရင်အိုးယောက်ျားမရှိရင်အပြို โอเคလန်တုံးမူရင်းချစ်တဲ့ပလင်းမောင်ကြီးမြစ်ချစ်သဘောကျအောင်ထားပါမယ်မောင်ကြီးပြူနမရဲ့ အရှင်တွေကသွားတော့မယ် စတာလိုက်မယ်